Sama Aliwa Jari,
ဒီမှာခုမြင်နေရတဲ့ဟာပေါ့နော်ဒါပါလဲဆို16ဘွက်ကိုကျွန်တော်မှတ်ထားတယ်တစ်နှစ်စာနှစ်နှစ်စာရှိပြီဒီကောင်က13ကြောက်8ကိုနှစ်4ခု9နဲ့ကတ်တာလူတိုင်းက16ဘွက်ကအများကြီးရှိဗျကဲပုံကတ်ဒီမတူကြတော့ရှိရကျွန်တော်ကတော့မိုဘိုင်း1368ကိုနှစ်4ခု9နဲ့ကတ်နှစ်4ခု9ကိုကြည့်ပဲတက်ထွက်သွားတယ်ဆိုရင်တပတ်မှာထွက်သွားတယ်အဝါပြထားတယ်ပြန်ဆက်မယ်ဆိုရင်1368ကို2409နဲ့ကတ်အဲ့မှာအနီးပြထားတာကျတော့1368နဲ့2409တွဲရင်အနီးအောင်ပြတယ်အဲ့လိုမှမဟုတ်1368တီးတဲ့သွားတယ်2409တီးတန့်သွားတယ်ဆိုအဝါရောင်ပြန်အဲ့ဒါကတပတ်မှာဒါဆိုလို့ရှိရင်ဒီဇင်ဘာမှာဆိုလို့ရှိရင်ပထမပတ်မှာဆိုရင်အနီးကနှစ်အဝါနှစ်အနီးကဒုတိယပတ်မှာဆိုအနီးကတက်အဝါ4ချိန်ဒီပြီးခဲ့တဲ့ပတ်တတိယချိန်မှာဆိုအနီးက2ချိန်အဝါ1ချိန်အဲ့ဒါကတစ်နှစ်စာပေါ့နော်တစ်နှစ်စာလောက်ထားတာဒီမှာအဲ့တော့ဒီမှာဒီဇရာကိုကြည့်ရင်တိတ်တော့သဘောပေါက်မှာမဟုတ်ကျွန်တော်ကတော့သဘောပေါက်တယ်ဒီမှာကြည့်လိုက်ကျွန်တော်ဝိုင်းရစနေဒီဇင်ဘာထိအဲ့ဒါအနီအောင်ပြတာထိချိန်ရအနီကြတယ်တစ်ပတ်မှာ9ချိန်ကြတယ်တစ်ပတ်မှာ3ချိန်ကြတယ်အဲဇန်နဝါရီလမှာနော်အဲ့လိုမျိုးမှတ်လာလိုက်တယ်ဒီဇင်ဘာမှာဆိုလို့ရှိရင်အခုတတိယပတ်မှာ2ချိန်ဒီဇင်ဘာတတိယပတ်မှာအဝါက1ချိန်ကြတယ်အဲ့ဒါအားလုံးတိုးတယ်ပေါင်းလိုက်တယ်ပြီးရင်အချိန်ကြီးဘယ်လောက်ပေါ့နော်တစ်ပတ်မှာဘယ်နှချိန်ထွက်တယ်လဲအဲ့ဒီလိုမျိုးပေါင်းလိုက်တာတစ်လမှာဘယ်လောက်အချိန်ကြီးထိလဲဆိုဒါpercentage နဲ့တွက်မယ်ဆိုရင်ဒီမှာအနီက150ဆိုဒါ 100% ဗျာအနီကိုအဝါကိုမွေးခြင်းမမွေးခြင်းအနီကိုမွေး16ခွက်ဆို32ခွက်ကြာအဲ့ဒါနည်းနည်းတော့အမောင်များတာပေါ့နော်32ခွက်ဆိုတော့လိုက်မရဘူးဗျာမွေးထိုးတယ်အဲ့ဒီမှာထိချိန်အဲ့တော့ကျွန်တော်တို့ကဒီမှာအများဆုံးဇာတို့လိုက်မယ်ဆိုရင်1000နဲ့စလိုက်မယ်ဆိုရင်ဇာတို့က3000တိုးရင်ပေါင်းဒီလောက်ကြာမယ်ပောက်ခဲ့လို့ရှိဒီလောက်ပေါ့နော်အဲ့ဒါ AMPM ဆိုပြီးတော့9ရက်ဆန်9ချိန်ပြပေါ့1000နဲ့စဆုံးလိုက်မယ်32ကွက်ဆိုလို့ရှိရင်တောက်ကြနေညနေထိ
ညက်ဆိုရင်10ချိန်ရောက်တော့အဲ့ဆိုလို့ရှိရင်အနိုင်ရှုံးဘယ်လောက်ဖြစ်သွားမှာဆိုတော့55သိန်း3600အဲ့လောက်ထီပေါ့နော်တစ်ခွက်ကိုဘယ်လောက်ကျသွားမှာလဲဆိုတော့ဇာတိုးမောင်းကတစ်ခွက်ကို2သိန်းထီရတယ်ဒါပေမဲ့ဘယ်တိုင်ရမှာတော့ရရင်လည်းရမှာပဲဗျာမရရင်လည်းမရဘူးပေါ့နော်2သိန်း3သိန်းအဲ့တော့ဒီ1000လောက်ရေးမယ်ဆိုရင်6400တစ်ခွက်ကို6400ရနိုင်လားပေါ့နော်သိန်းထီရနိုင်တဲ့အတိုင်းရှိလားအဲ့ဒီလိုကိုကခွဲလို့3သိန်းလုံးကြီးတော့ဘူးမှမရဘူးဗျာအဲ့တော့ကိုကပါနဲ့ရမယ်ကိုကခွဲထိုးအောင်ခွဲပြီးတိုင်3တိုင်လောက်ဆိုလို့ရှိရင်ဒါကိုအတွက်အဆင်ပြေတယ်နှစ်ချိန်မြောက်ဇာတိုးလိုက်တဲ့ချိန်မှာကိုယ့်ရဲ့အမောင်ကဒီလောက်ဖြစ်သွားမယ်ပေါက်လို့ရှိရင်6400မြတ်မယ်ဒီဘက်မှာ6400မြတ်မယ်ဒါအမြတ်တွေဗျာအနိုင်ရှုံးအဲ့တော့ဗုဒ္ဓဦးကျန်တာလေးလောက်မှာခင်ဗျာထွက်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကဒါဒီဒါအနိုင်လေးကြီးပျောက်တဲ့အပတ်ဆိုမရှိဘူးရသေးလားအနီအောင်ပြောရနော်အနီအောင်ပျောက်တဲ့အပတ်ဆိုမရှိဘူးရသေးလားတော့လျှောက်အနီလေးကြီးအဲ့လိုအနီအောင်လည်းတကယ်ထိုးနေတဲ့လူတွေတည်းရှိတယ်ဗျာနော်ဒါခင်ဗျားတို့ဘာမှကောင်းစားစရာမလိုဘူးဗျာအဲ့ဒါတိုင်း3တိုင်လောက်ကိုခွဲပြီးတော့မှကိုကထိုးရုံပဲဗျာကိုကပန်းနေဖို့လိုတာပေါ့နော်အဲ့တော့ပိတ်ကနန်းလည်းမရှိပါတော့32ကွက်ဆိုလူတိုင်းယူမှာပဲဗျာသိလားတိုင်တိုင်းယူမှာအဲ့လိုဒါကဒီ3ရောက်ရှင်လေးခုကို16ကွက်ဆိုင်သူများတွေကတော့တခြားကနန်းတွေကတ်ကြတယ်ဒီ formula ဒါကျွန်တော်ရဲ့ formula ပေါ့ကျန်တဲ့လူမှာလည်းကျန်တဲ့ formula ရှိလိမ့်မယ်16ကွက်သမားတွေကအများကြီးရှိရဗျာကိုကြိုက်တာကိုရွေးပေါ့နော်ဒါကတော့ကျွန်တော်ကတက်ကိုလူဘိန်းပေါ့ဘာမှစဉ်းစားရမလို့တပတ်ကိုဒါပဲထိုင်ထိုးနေရုံပဲအဲ့တော့ပျောက်တဲ့အပတ်ဆိုရှားတယ်ဗျာသိလားတော်တယ်အနီပျောက်တဲ့ပတ်ဆိုတော်ရှားတယ်ဗျာအဲ့တော့ကျွန်တော်ကတော့ခင်ဗျားတို့အကျဉ်းဉာဏ်ပေးနေတာကတော့ခေါင်းအေးနဲ့စဉ်းစားပြီးတော့မှ easy ထိုင်ထိုးနေရုံပဲတိုင်3တိုင်လောက်လှည့်ပြီးထိုးရုံနောက်ရက်ကျမှကျွန်တော်နောက်ထပ် formula တွေထပ်ပြပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လေးလုပ်ထားကြပါနော်ကျွန်တော်မူကင်းတန်းလေးလည်းတင်ပေးတယ်မနေ့တရက်စာလည်းနေ့တိုက်လည်းတင်ပေးတယ်ပြီးရင်တစ်ပတ်စာလည်းတင်ပေးထားတယ်ပေါ့နော်ကျွန်တော်ကတော့ရံဖာရံကဒီ formula လေးကိုကျွန်တော်ချပြပေးမှာကျွန်တော်ရောင်းတော့မစားဘူးဒီတိုင်းပဲကိုဝါသနာပါလို့ဒါစုရင်းတယ်ပေါ့နော် formula လေးဒီစုရင်းနဲ့ရှီဒူးဒီဆရာကြီးတွေရှိရတယ်ကျွန်တော် formula လေးစုပြီးတော့မှတ်ထားတယ် note လေးတွေပေါ့နော်အဲ့ဒါကိုကျွန်တော် free ချပြပေးတာပါကျေးဇူးတင်ပါတယ် like and subscribe လေးလုပ်ပေးကြပါနော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ